အခုလိုမျိုးတစ်တားလေးမှာတွဲဖို့အတွက်ဒီတိုက်လေးစကူထိုးနေတော့လားเนาะဒါဆိုရင်ကျွန်တော်ညီကိုလေးစကူမထိုးနေတော့ဒီမှာကျွန်တော်နီးတဲ့နှစ်ခုပြပေးမယ်အရန်ကိုအဆင်ပြေမဲ့နီးတဲ့နှစ်ခုပါเนาะဒါကတော့ကျွန်တော်တို့အောက်ကနေအခန့်ကြီးပါဒါကတော့ကြီးတယ်ပြီးတော့ပေါ်ပေါ်တင်နဲ့ဖြစ်နေပါတယ်เนาะဒီကောင်ကတဏီပါဒါကိုလောက်တဲ့နီးကိုလည်းအခုဒီ view မှာတစ်ခါလေးပြတာမယ်ဒီကောင်အရန်လွယ်ပါတယ်လောက်ရတာလေဒီကောင်ကတစ်တားမှာဖြစ်ဖြစ်တက်မှာဖြစ်ဖြစ်တုပ်လို့ရတယ်ဒီကောင်ဆိုရင်ကျွန်တော်တက်မှာဆိုရင်လည်းဟိုလေကတ်ဆော်လို့ရတယ်တစ်တားဆိုရင်လည်းစကူထိုးပြီးတုပ်လို့ရပါเนาะဒါကတော့ဒီကောင်လောက်ရနေတဲ့နေပါโอเคဒါအခုဗီဒီယိုကကျွန်တော်ခဏပြောလို့ပဲကျွန်တော်တို့တစ်တားလေးမှာဆွဲတဲ့ခါပုံမဆိုရင်ကျွန်တော်တန်တဲ့တစ်တားနဲ့ကြုတ်တဲ့ခါမှာလောက်ဖို့ဘယ်လိုလုပ်မလဲဆိုတာမသိရင်အခုဒီလိုမျိုးတွေလုပ်လို့ရတယ်ကြည့်နော်ဒါစကူအဲ့လိုမျိုးမထိုးနဲ့မခိုင်ဘူးဒါဘယ်လိုမှမခိုင်ပါဘူးဒါမျိုးတွေတော့ဒီမှာလည်းဟင်ကလန်တစ်ခုထဲမှာထည့်လိုက်တယ်ဟင်ကလန်ကတော့အရင်မပေးစီပါနဲ့ကျွန်တော်တုံးမဲ့ဟော်လို့ထပ်ကိုပေးပြီးတော့တူနေရမယ်အဲ့တော့မှပဲကောက်ကောက်မမထည့်လို့ရမှာပေါ့နော်โอเคဒါဆိုရင်အပေါ်ကနေစကူဆွဲလိုက်ရင်ဒီကောင်ကလုံးဝနေပါပြီသူကပျောက်နေကွာလုံးဝအမိုက်စားလေးပဲเนาะဒါဒီဇိုင်းလက်လန့်လေးပဲလုံးဝဘေးရကြည့်နေလုံးဝမတွေ့ရအောင်ဒါအပေါ်ကနေတော့ပိတ်ရိုက်တာတို့ပဲပေါ်ရပါတွေ့ရမှာเนาะ